ဟုတ်ရင်လည်းဟုတ်မှာပေါ့တိတ်တော့မသေးကြဘူးလေဖြစ်နိုင်ကြီးတော့ရှိပါတယ်အဲ့လိုမျိုးကွန်ပျူတာမှာလုံးဝမရှိပါဘူးကွန်ပျူတာဟုတ်ရင်ဟုတ်မဟုတ်ရင်မဟုတ်နဲ့ကွာဖွင့်ပိတ်မှန်မှားရင်မှားကွာအညီနဲ့အစိမ်းအဲ့လိုပဲရှိတယ်ကွာဟိုဖိုမီယောဒီမြောက်ဆိုတော့လုံးဝမရှိပါဘူးသူ့မှာ true false 10 on off ဒါတွေကိုပဲသိတာပါဒီဟာကိုကွန်ပျူတာရဲ့အခြေခံတွေးခေါ်နိုင်စွမ်း logic ရုပ်တိပေတာနေရာတွေမှာသုံးပါတယ်ဆိုတော့အဲ့လိုမျိုးတွေးခေါ်ရတဲ့အရာကိုဘာမှသိမ်းလဲဆိုတော့ boolean ဆိုတဲ့ data type နဲ့သိမ်းပါတယ်ဆိုတော့ကျွန်တော်တို့လက်တွေ့ဘဝမှာဖုန်းကကျွန်တော်တို့ဖွင့်ကြည့်ပြီဆိုလို့ရှိရင်ဖုန်းကငါ့ကိုသုံးချင်နေပြီလားမသိဘူးဖုန်းကငါ့ကိုသုံးချင်ပြီဆိုတော့ငါဖွင့်ပေးလိုက်ရမလားမဖွင့်ပေးလိုက်ရဘူးလားဘာလို့ပေးရင်ကောင်းမလဲဆိုတော့လုံးဝမရှိပါဘူးကွန်ပျူတာဖွင့်ဟုတ်ရင်ဟုတ်တယ်မဟုတ်ဘူးအဲ့လိုပဲသိတာပါဒါဆိုကျွန်တော်တို့လက်တွေ့ဘဝမှာရှိနေတဲ့ game mechanic တွေအရင်မိုက်တဲ့ algorithm တွေ software ဒါတွေကဘယ်လိုလုပ်လဲဒါတွေအားလုံးကဒီဟုတ်တယ်မဟုတ်ဘူးဆိုတော့ဟုတ်လားမဟုတ်လားဆိုတော့ boolean data type တန်ပေါင်းများစွာပေါ်အခြေခံထားတာပါကျွန်တော်တို့ရှိတဲ့မြ logic တွေအားလုံးကလည်းဟုတ်လားမဟုတ်လားဆို boolean ပုံမှာပဲအခြေခံတာပါဒါဆိုကျွန်တော်တို့တွေကကွာ data တွေအများကြီးကိုသိမ်းဖို့နဲ့သိမ်းစရာတွေအများကြီးရှိရမှာလားမဟုတ်ပါဘူးဒီလန့်ရှိပါတယ်နောက်ဗီဒီယိုမှာပြန်တွေ့ပါမယ်